အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လည်းမရတော့ကိုရဖြစ်ပါခင်ဗျာအခုကျွန်တော်တင်ဆက်ပေးခြင်းနဲ့သင်ဟာထိုင်းကိုမှလာတဲ့လူလားဒီထိုင်းကိုလာမယ်ဆိုရင်ဘာတွေပြင်ဆင်ထားသင့်လဲပြင်ဆင်ရမယ့်ဥစ္စာတွေကိုကျွန်တော်ကအခုပြောပြချင်တာပဲခင်ဗျာဘာဖြစ်လဲဆိုတော့အခုဆိုရင်ထိုင်းကနေပြီးတော့တရားဝင်ဖွင့်ပေးတဲ့ဘတ်ဖွင့်ပေးတဲ့ကာလဖြစ်တယ်ပေါ့နော်သင်ဟာအခုမှထိုင်းကိုတက်လာမယ်ဆိုရင်ပေါ့နော်ပြင်ဆင်ထားမယ့်အချက်တွေရှိပါတယ်ပေါ့နော်အဲ့လိုကိုကအပြင်ဆင်ထားဘူးဆိုရင်ထိုင်းမှာအခက်အခဲတွေကြုံတွေ့ရနိုင်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့သင်ဟာအခုထိုင်းကိုတက်လာမယ်ဆိုရင်ထိုင်းမတက်လာခင်မှာဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကဒီနေ့ sharing လုပ်ပေးချင်ပါတယ်ပေါ့နော်ကျွန်တော်အခုပြောချင်တဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုပေါ့နော်သိချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ page လေး channel လေးကို like follow and subscribe လေးလုပ်ခဲ့ပေးကြပါအောင်လို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျအခုပြောမယ်နော်အခုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကဘာပြင်ဆင်ထားသင့်လဲဆိုတော့ကသင်အခုထိုင်းကိုလာမယ်ဆိုရင်ပထမဆုံးဘာသာစကားသင်တန်းကိုသင်တက်ထားသင့်တယ်လို့မိတ်ဆွေကတက်ထားသင့်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကဘာသာစကားသင်တန်းတက်ထားသင့်လဲဆိုတော့သင်ဘယ်ပဲသွားမှာကားပဲစီးဈေးပဲဝယ်ဘယ်ပဲခီးပဲသွားပေါ့နော်။ဘာသာစကားမတက်ထားဘူးဆိုရင်သင်အလုပ်ပဲလုပ်ပေါ့နော်။သင်ဘာသာစကားမတက်ထားဘူးဆိုရင်သင်ဒုက္ခရောက်သွားနိုင်ဘူး။ခက်ခဲတွေကြုံတွေ့နိုင်ဘူး။အဲကြောင့်မို့ကျွန်တော်မိတ်ဆွေကိုအကြံပြုချင်တာကတော့သင်ဟာထိုင်းကိုမလာခင်မှာဆိုရင်သင်ဟာ online ကတက်တာပဲသင်တန်းတက်တာပဲဖြစ်ဖြစ်အပြင်မှာသင်တန်းသွားတက်တာဖြစ်ဖြစ်အခြေခံစကားပြောနေ့စဉ်သုံးစကားပြောလေးတွေကိုအရင်ဆုံးလေ့လာခဲ့သင့်တယ်နည်းနည်းအခြေခံတက်ကျွမ်းသွားအောင်လေ့လာခဲ့သင့်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာစကားနောက်တစ်ခုကတော့ English ဘာသာစကား English ဘာသာစကားတက်ထားတဲ့ဆိုရင်လည်းပေါ့နော်သင်ဟာဥမာ English foreigner တွေဖွင့်ထားတဲ့စားသောက်ဆိုင်တွေဟိုတယ်တွေကုမ္ပဏီတွေမှာဝင်ရောက်လျှောက်ထားလို့ရနိုင်တယ်ပေါ့နော်ဥပမာဘာသာစကားတက်ရုံနဲ့ပြီးသေးဘူးဘာပြင်ဆင်ထားသင့်နောက်တစ်ခုအနေနဲ့ဘာပြင်ဆင်ထားသင့်လဲဆိုတော့ကဘာအတတ်ပညာတွေသင်ယူခဲ့သင့်လဲပေါ့နော်ဘာအတတ်ပညာတွေကိုသင်ယူခဲ့သင့်လဲဆိုတော့ထိုင်းကိုမလာခင်မှာဆိုရင်သင်ဟာဘာအတတ်ပညာတွေ IT ဘိုင်းကျွမ်းကျင် IT ဘိုင်းကိုလေ့လာနေတဲ့သူလားIT ဘိုင်းလေ့လာနေတဲ့လူလားသို့မဟုတ်တခြားပေါ့နော်တခြားလေ့လာနေတဲ့လူလား IT ဘိုင်းလေ့လာနေတဲ့လူဆိုရင်လည်းဥမာဆိုရင် software ရေးနေတဲ့ software ပညာကိုလေ့လာနေတဲ့လူလားအဲ့ဆိုလည်းအလုပ်တွေရှားလွယ်ပေါ့နော်website ဘိုင်းကိုရေးတဲ့လူလားPhotoshop လားgraphic designer လား video editing ကိုလေ့လာနေတဲ့လူလားအဲ့လိုလူတွေဆိုရင်လည်းပေါ့နော်အလုပ်ရှာလွယ်ကူတယ်ပေါ့နော်အဲ့လိုအတတ်ပညာတွေဆိုရင်တော့ကိုကလေ့လာထားခဲ့တယ်ဆိုရင်အလုပ်ရှာလွယ်တယ်အလုပ်မရှာဘူးပေါ့နော် website ရဖြစ်ဖြစ်agency ရဖြစ်ဖြစ်အလုပ်ရှာလို့ရတယ်ပေါ့နော်အဲကြောင့်ဒီအတတ်ပညာတွေကိုကမတက်ထားဘူးဆိုရင်လည်းနောက်ဘာအတတ်ပညာတွေတက်ထားခဲ့ဘာအတတ်ပညာတွေသင်ခဲ့လို့ရသေးလဲဆိုရင်သင်ဟာစားသောက်ဆိုင်လုပ်ခဲ့ဘူးတဲ့လူလားဟိုတယ်ဘိုင်းကိုလုပ်ခဲ့ဘူးတဲ့လူလားအဲ့တွေ့ကြုံနေရှိနေဒီမှာအလုပ်ရှာမခတ်ဘူးပေါ့နော်ဥပမာဒီစားသောက်ဆိုင်တွေဟိုတယ်ဘိုင်းတွေမလုပ်ဘူးဆိုလဲသင်ဟာဆက်ချုပ်တက်တဲ့လူလားအဲ့ဆိုလည်းအလုပ်ရှာမခတ်ဘူးဒီအတတ်ပညာတွေဘာcoffee bar မှာဖြော်တဲ့လူတွေဘာတန်နာလို့ခေါ်ရပေါ့နော်ဘာတန်နာလို့ခေါ်ရပေါ့နော်အဲ့လိုဖြော်တဲ့လူတွေဆိုလဲအဆင်ပြေတယ်အလုပ်ရှာလွယ်ကိုကတော့ဒီအတတ်ပညာတွေ IT ဘိုင်းအတတ်ပညာတွေလဲကိုကသင်ယူခက်ခဲတယ်ပေါ့နော်မသင်ယူခဲ့ဘူးဒီစောက်ဆိုင်တွေဟိုတယ်ဘိုင်းတွေလဲမလုပ်ခဲ့ဘူးဘာတန်နာတွေလဲမလုပ်ခဲ့ဘူးဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒီမှာစက်ရုံအလုပ်တွေအခြေခံအလုပ်စက်ရုံအလုပ်တွေလုပ်လို့ရတယ်ပေါ့ကိုကဘာတက်ပညာမရှိခဲ့ဘူးဆိုလဲစက်ရုံအလုပ်တွေကိုလုပ်လို့ရတယ်ဒီစက်ရုံအလုပ်တွေဒီ IT ဘိုင်းအလုပ်တွေစားအုပ်ဆိုင်အလုပ်တွေရှာမယ်ဆိုရင်အလုပ်တွေကိုကိုကရှာခြင်းတယ်ဆိုရင် website ကပဲဖြစ်ဖြစ်
တချို့ဆိုရင်APK software ကို install လုပ်ပြီးတော့ APK software တွေကနေပြီးတော့လေဖြစ်ဖြစ်ရှာလို့ရတယ်ကိုကအလုပ်ရှာဖွေ agency တွေကို agency ကပေးပြီးတော့လေအလုပ်ရှာဖွေလို့ရတယ်အဲ့ဒါလေးကိုပြောပြပေးချင်တာပါမိတ်ဆွေတို့เนาะတကယ်လို့ကိုကအလုပ်အားတွေကိုမရှာတတ်ဘူးဆိုရင်နောက်ဗီဒီယိုမှာတော့ကျွန်တော်ကဒီဘယ်လိုရှာဖွေလို့ရတယ် APK software ကိုဘယ်လိုအသုံးပြုပြီးတော့ဘယ်လိုရှာရလဲ agency ပဲ agency တွေကတော့ယုံကြည်စိတ်ချရတယ်အဲ့ agency မှာအလုပ်ရှာဖွေတယ်ဆိုရင်တော့ယုံကြည်စိတ်ချရပြီးအလုပ်ရှာဖွေတယ်ဆိုရင်အဆင်ပြေခဲ့လေကျွန်တော်ရဲ့အတွေ့အကြုံတွေပေါ့နော်ကျွန်တော်ကညဝေပေးမှာဖြစ်တဲ့အတွက်အခုဗီဒီယိုလေးကို like follow and subscribe လုပ်ခဲ့ပေးကြပါအောင်လို့ကျွန်တော်ကတောင်းမြတ်တာရက်ခံတောင်းဆိုပါတယ်ခင်ဗျာ